那么好了，接着下来呢，除了我的主题以外，最后一个 P 就是 potential 潜力、潜能。我们日约把它拿来代表市场。主讲这个主题的领导人是我的邻居，就是做了日约过后，选择在我家附近买一间马币1000多万的房子，搬到我隔壁来。那么很多人今天看到他今天的辉煌，今天的美满的生活，却不知道他其实是其中一个在瑞威翻转人生最好的一个案例。在瑞威之前做生意负债累累，却在瑞威用短短的时间脱颖而出，成为瑞威冠军级的人物。很多人都认为他很厉害，却没有看到他背后谦虚的好学态度。他为了完成每一个目标那种坚持的信念，他为了他组织做出的庞大牺牲。任何人有他的态度都理应成功。那么他是谁呢？他就是我们的飞马领队8一环 Andy So。ကျေးဇူးပါချစ်လာစားသောတတိခမညာမင်္ဂလာညနေခင်းမှာကျွန်တော်ကတော့အန်ဒီဆောပါကုမ္ပဏီကိုကျေးဇူးတင်ပါတယ်ဒီ leadership trainer seminar live မှာပြောကြားခွင့်ပေးတဲ့အတွက်ပါအရေးကြီးတဲ့အလားအလာအကြောင်းအရာကိုမျှဝေပေးမှာဖြစ်ပါတယ်အလားအလာဆိုတဲ့အကြောင်းကိုပြောရမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဆွေးနွေးချင်တာကဈေးကွက်ဆိုတာဘာလဲပါဈေးကွက်ဆိုတဲ့စကားအရာဈေးကွက်ဆိုတာဟာနေရာတစ်ခုပါကုန်ပစ္စည်းတွေလဲလှယ်တဲ့နေရာပါတခါတလေမှာလိုအပ်ချက်အဖြစ်နဲ့ရှိနေနိုင်တယ်အမြဲတမ်းအဖြစ်ကျွန်တော်တို့မေးကြတယ်ဒီထုတ်ကုန်အတွက်ကုန်ပစ္စည်းရှိရလားပေါ့ဆိုလိုတာကထုတ်ကုန်နဲ့ပတ်သက်ပြီးဝယ်လိုအားရှိခြင်းမှရှိမယ်မြင်ပါသလားဒီလိုစကားမျိုးကိုအမြဲလိုကြားရပါလိမ့်မယ်ဈေးကွက်ကိုစိန်ခေါ်ချင်တာလည်းဖြစ်ရင်ဖြစ်မယ်တခါတလေမှာအံ့ဩမိတယ်ဘယ်လိုမျိုးလဲပေါ့လက်သီးနဲ့လားတုံးနဲ့လားပေါ့ဒါပေမဲ့ဈေးကွက်ကိုစိန်ခေါ်ခြင်းဆိုတဲ့အတိတ်ပဲကအဲ့ဒီနေရာကိုထုတ်ကုန်ကိုယူဆောင်သွားမယ်ရောင်းချဖို့အတွက်ပြီးတော့ရောင်းအားတွေကိုဖန်တီးမယ်ရှင်းပြောရမယ်ဆိုရင်ဈေးကွက်ဆိုတာလူတွေကြားကစီးပွားရေးပါဝယ်မဲ့သူရှိရင်ရောင်းမဲ့သူရှိတယ်ဝယ်လိုအားရှိရင်ရောင်းလိုအားရှိပါမယ်ကျွန်တော်ဈေးကွက်ကိုရောက်ရှိခဲ့တာလွန်ခဲ့တဲ့အနှစ်20 30လောက်ခရဲကပါကျွန်တော်စီးပွားရေးအများကြီးလုပ်ဖူးပါတယ်ထုတ်ကုန်တွေအများကြီးရောင်းမှုတယ်ကျွန်တော်တွေ့ရှိခဲ့တာကဈေးကွက်တစ်ခုဆောင်ရွက်ဖို့ရောင်းအားအများကြီးရှိရမယ်အကြောင်းရင်းအများကြီးပါပဲထုတ်ကုန်ကောင်းတစ်ခုပေါ်မှာတင်မူတည်တာမဟုတ်ပါဘူးလူတွေမကြာခဏပြောတဲ့ကြားရတယ်နေရာတစ်ခုမှာစတင်ပြီးတစ်ကဘာလုံးဆိုတဲ့စကားကျွန်တော်လည်းအရင်ကမကြာခဏပြောမှုပါတယ်မလေးရှားမှာစတင်ပြီးတစ်ကဘာလုံးစီဆိုလိုတာပါအရာတွေအကုန်လုံးတစ်ကဘာလုံးစီကိုပေါ့ဒါကကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့တတိလဲအစပိုင်းကခဏပြောမယ်လို့ယုံကြည်ပါတယ်ဒီနေ့ခေါင်းဆောင်မှုသင်တန်းဆွေးနွေးပွဲကတတိယမြောက် Reway အောင်မြင်ခြင်းဆိုလိုတာကပထမလဲရှိခဲ့မှာပေါ့ဒုတိယမြောက်ကိုပဲကျွန်တော်ရှေ့က2ခုစလုံးပါဝင်ခဲ့တယ်အလားအလာခေါင်းစဉ်ကို Victor မျှဝေတာထင်တယ်ဒါကသူမျှဝေတဲ့အကြောင်းရဲ့အစပိုင်းမှာကတထေးရဲ့နဲ့ဆွေးနွေးတယ်လို့ပါပဲကျွန်တော်မှတ်မိသေးတယ်သူနိုင်ငံတကာလမ်းကြောင်းကို screen မှာထိုးပြခဲ့တာဒီလမ်းကြောင်းကိုမြင်ပြီးတော့ကျွန်တော်တို့အရင်စိတ်လို့ရှားခဲ့တယ်တကဘာလုံးအထိဆောင်ရွက်နိုင်တယ်ဆိုပြီးတော့ပေါ့စင်ကာပူကနေအရှေ့တောင်အာရှနိုင်ငံအသီးသီးစီကိုပြီးတော့အာရှရဲ့တချို့နေရာတွေဥပမာထိုင်ဝမ်ပေါ့ပြီးတော့ဂျပန်ကိုရီးယားပြီးတော့အမေရိကကနေတောင်အမေရိကမြောက်အမေရိကနဲ့ဥရောပသမဂ္ဂအထိပေါ့ပြီးတော့တရုတ်ပေါ့ဒီလိုလမ်းကြောင်းမျိုးနဲ့သင်တို့မှတ်မိလားမမှတ်မိလားဆိုတာတော့မသိကြပါဘူးဒီနေ့ကျွန်တော်ရဲ့ခေါင်းစဉ်ကအလားအလာပါဒီအကြောင်းကိုကျွန်တော်တထေးနဲ့ဆွေးနွေးပြပါတယ်သူပြောခဲ့တာကိုမှတ်မိသေးတယ်နိုင်ငံတကာဖြစ်လာဖို့အံ့အားသင့်စွာပြောဆိုခဲ့တဲ့အရာတွေပဲပေါ့အတွေ့အကြုံမရှိသလိုဗဟုသုတနည်းသလိုခံစားခဲ့ရတယ်တယောက်နဲ့တယောက်ရေကြအောင်သာမကကျွန်တော်တို့ကိုလည်းရည်ခဲ့ကြပါတယ်
ကျွန်တော်ခန်းစားခဲ့ရတာအတွေ့အကြုံမရှိသေးလို့ပေါ့ဟုတ်တာပေါ့ဒီနေ့မှာကျွန်တော်တို့လှုပ်ဆောင်နိုင်ခဲ့ပြီအဲ့ဒီအချိန်ကအတွေ့အကြုံမရှိသေးတဲ့အတွက်ကြောင့်ပါဒီနေ့ Riway ဟာ12နိုင်ငံကိုရောက်ရှိနေပြီမှန်တယ်မလားတကယ်မလား12နိုင်ငံဆိုတာ Riway ကိုလှုပ်တဲ့သူတွေအမှန်တကယ်သိပါလိမ့်မယ် Riway ဟာကဘာကြီးရဲ့တောင်တိုင်းစီကိုရောက်ရှိနေပြီဆိုတာကိုတကဘာလုံးမှာ Riway ကလူတွေရှိနေပြီဒါကိုကုမ္ပဏီကပြောစရာမလိုပါဘူးကုမ္ပဏီမှာမြင့်မားတဲ့အဆင့်အတန်းရှိပါတယ်နောက်ဆုံးအထိမရောက်သေးတဲ့အသက်သာဝန်မခံကျင်သေးတာပါဘာလို့လဲဆိုတော့ Riway ကလုံနိုင်ခဲ့လို့ပါနိုင်ငံတစ်ခုကိုဝင်ရောက်ပြီးအခက်အခဲတွေနဲ့ဘယ်လိုတိဆောက်ရမလဲဆိုတာကိုအမှန်တကယ်နားလည်နေပါပြီဒီနေ့ဒီအခွင့်အရေးအတွက် Riway ကိုကျေးဇူးတင်ကြပါတယ်Riway ကသာမမမရက်တည်ပြီးမဝင်ရန်ခဲ့ဘူးဆိုရင်နိုင်ငံအသစ်တစ်ခုကိုဝင်ရောက်ဖို့ဖြစ်နိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အဖွဲ့လည်းတကဘာလုံးကိုမရောက်နိုင်ပါဘူးလူအများစုကတွေးကြတယ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံခြားနာတာကစီးမြင်လေးတစ်ခုပါပဲတဲ့ဒါကိုကြော်လိုက်ရင်ဒီလိုမျိုးနဲ့ကဘာကြီးစီကိုခြိတက်နိုင်ပါပြီအမှန်တော့ဒါကအကြောင်းရင်းမဟုတ်ပါဘူးတကယ်ကကျွန်တော်တို့အတွေ့အကြုံတွေပါဒီမြင်းကိုကြော်လိုက်တိုင်းမတူညီတဲ့အရာတွေကတော့အများကြီးပါပဲနိုင်ငံအလိုက် policy တွေမတူကြပါဘူးအခွန်အခပေးဆောင်ရတာမတူကြဘူးအစိုးရတွေရဲ့စွမ်းဆောင်ရည်တွေကလည်းတခြားစီပါပဲနောက်ပြီးအခွန်ပစ္စည်းထိန်းချုပ်တာကလည်းမတူပြန်ပါဘူးဘာသာစကားကခြားနားနေတယ်ယဉ်ကျေးမှုကွဲပြားပါတယ်အလေးအထကမကိုက်ညီပါဘူးအစားအသောက်မတူပါဘူးလူနေမှုအဆင့်အတန်းတွေလည်းကွာခြားပါတယ်ဒီမြင်းလေးကိုကြော်ဖြတ်လိုက်တာနဲ့အရာအလုံးဟာကွာခြားသွားပါတယ်တစ်ခုချင်းစီတိုင်းကစိန်ခေါ်မှုအကြီးကြီးပါတစုံတစ်ယောက်ကသေချာမကင်တွယ်နိုင်ဘူးဆိုရင်အဖွဲ့အစည်းပြတ်သွားနိုင်ပါတယ်လုပ်ငန်းကြီးတစ်ခုလုံးအထိပါပဲဒီနေ့ခေတ်အိမ်မက်တွေနဲ့ရှင်သန်ကြတဲ့သူတွေကြီးပါပဲလွန်ခဲ့တဲ့နှစ်20-30လောက်ကဈေးကွက်မှာဆိုရင်ကြောက်ခမန်းလီလီ Riway လိုမျိုးတခြားကုမ္ပဏီတွေအရှိတောင်အာရှမှာမတွေ့ဘူးပါဘူးတခြားနိုင်ငံတွေမှာအမှန်တကယ်အောင်မြင်မြင်နဲ့ဖွံ့ဖြိုးတိုးတက်လာတာကိုပေါ့လူအများစုကကုမ္ပဏီရှေ့ဆက်သွားတဲ့နယ်လို့ပြောကြတယ်ဖြန့်ဖြူးသူတွေဈေးကွက်ကျယ်ပြန့်အောင်နိုင်ငံအသစ်တွေစီကိုပေါ့ဒါကလည်းကုမ္ပဏီရဲ့အခြေခံတာဝန်ပါပဲဒါပေမဲ့ကျွန်တော်ဒီနေရာကိုရောက်တဲ့အခါမှာ Riway ကိုမျက်မျက်နှိုးနှိုးကျေးဇူးတင်မိပါတယ်ကျွန်တော်အတူလုပ်တဲ့ကုမ္ပဏီက Riway ပါဒီနေ့မှာသင်တို့ Riway ကိုဝင်ရောက်ခဲ့မယ်ဆိုရင်ကျွန်တော်မြင်တာကိုသင်တို့မမြင်နိုင်သေးပါဘူးဒီနေ့ကျွန်တော်အမြင်ကိုရှင်းရှင်းလင်းလင်းသိပါတယ်တခြားနိုင်ငံမှာအဖွဲ့ကြီးထွားဖို့ဆိုတာအင်မတန်မှရှုပ်ထွေးပါတယ်ဥပမာပြောရမယ်ဆိုရင် Riway ရဲ့ plan ဟာတစ်ကမ္ဘာလုံးကိုချိတ်ဆက်နိုင်တယ်ဆိုတာသိတယ်ဖြန့်ဖြူးသူတွေကလည်းလွတ်လပ်ကူကူပါပဲမိတ်ဆက်တဲ့တခြားနိုင်ငံကသူတွေကကျွန်တော်တို့ downline ဖြစ်နိုင်ပါတယ်ဒါကကျွန်တော်တို့အတွက်အသေးချာပါပဲဒါပေမဲ့ဒီအဖွဲ့ကြီးထွားဖို့အတွက်ဆိုသိရမှာကဖြန့်ကျက်ရမယ်ရောင်းအားရှိရမယ်ဝင်ငွေတွေရနေရမယ်အခွန်အခပေးရမယ်ဒါကတော့နိုင်ငံတိုင်းအတူတူပါပဲကျွန်တော်အဖွဲ့တခြားနိုင်ငံမှာရရှိတဲ့ဝင်ငွေကရေဘူးရအပြင်အဲ့ဒီနိုင်ငံအတွက်အခွန်ဆောင်ပေးဖို့လိုပါတယ်ဒါပေမဲ့ကျွန်တော်တို့ဖြန့်ဖြူးသူတွေဟာအချိန်မရွေးအလွယ်တကူထွက်သွားနိုင်ပါတယ်ကျွန်တော်တို့နိုင်ငံကိုပြန်ဝင်လာနိုင်တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာထိုနိုင်ငံအတွက် Riway အကောင့်ကိုစီးပွားရေးလုပ်ဖို့အသုံးပြုခဲ့တဲ့အတွက်နောက်ပြီးအဲ့ဒီနိုင်ငံမှာကိုယ်ပိုင်ကုမ္ပဏီမဖွင့်ခဲ့တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအခွန်မှတ်တမ်းကအဆင်ပြေနေပေမဲ့လည်းကျန်တဲ့အခွန်ပြဿနာကတော့ Riway စီကိုပုံအပ်လိုက်ရတာပါပြီးတော့ Riway ကအခွန်အရှုပ်စည်းရင်းကိုရင်ဆိုင်ရပါလိမ့်မယ်အဲ့ဒီနိုင်ငံမှာပေါ့ချိန်ဖန်များစွာအကောင့်တွေများလာတဲ့အခါကုမ္ပဏီကပဲအစိုးရကိုပေးရော်ရပါလိမ့်မယ်ကျွန်တော်လူတိုင်းကိုမေးချင်ပါတယ်သင်တို့ကြားဘူးပါသလား Riway ကဒီအကြောင်းနဲ့ပတ်သက်ပြီး complaint တက်ဖူးပါသလားအစည်းအဝေးပွဲတိုင်းအခြားပွဲတိုင်းမှာဒါဟာ Riway မှာဖြစ်လာတာ10စုနှစ်တခုစာရှိနေပါပြီပြီးတော့ကျွန်တော်ဟာ Riway ရဲ့ထိပ်ပိုင်းစီမံခန့်ခွဲမှုအရာရှိတွေနဲ့ယဉ်နေပါတယ်ဒါပေမဲ့ဒီအကြောင်းကိုမကြားမိပါဘူးသူတို့ဟာအမြဲတမ်းတိတ်ဆိတ်နေပါတယ်
ကျွန်တော်တို့နောက်မှာဒီအကြောင်းတွေကိုဖြည့်ရှင်းပေးနေပါတယ်ပြီးတော့ဘာမှမဖြစ်တယ်လို့ပါပဲသူတို့ပေးရတဲ့တန်ဖိုးကိုကျွန်တော်တို့ကအမြတ်ရနေကြတာပါဒါက reway လောက်ဆောင်ပေးတဲ့အရာတွေပါသူတို့ကတော့တီတီငိမ့်ငိမ့်ပါပဲပြီးတော့ဒါကနိုင်ငံတစ်ခုကဌာနတစ်ခုရဲ့ပြဿနာတစ်ခုပါတခြားနိုင်ငံတွေကတခြားနည်းလမ်းတွေရှိပါတယ်ဘလောက်များလဲဆိုတာကိုသင်တို့မှန်းဆနိုင်ပါတယ် reway ကကျွန်တော်တို့နောက်ွယ်ကနေပေးနေတာပါဥပမာအနေနဲ့နိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးဝန်ကြီးဌာနကစီမင်းတစ်ခုထုတ်ပြန်လိုက်ရင်ဒါရရောင်းချမှုအကုန်လုံးကိုရက်ဆိုင်ရမယ်လို့ပြောလိုက်ရင်ပြီးတော့စီမင်းတစ်ခုထပ်တိုးလိုက်ရင်ကုသစေဝါအဖြစ်ပြောင်းလဲရမယ်လို့ဒါမှမဟုတ်ကက်စတန်ကအကျင့်ပြတ်ခြားစားခဲ့ရင်ရာထောင်ကြီးတဲ့ကျွန်တော်တို့ထုတ်ကုန်တွေဟာကျွန်တော်တို့စီပြန်ပြီးတောင်းတင်ပိတ်မိနေမှာအမှန်ပါပဲအကယ်၍ဒါရရောင်းချတဲ့ဥပဒေကယာရု3ခုတည်းကသာခွင့်ပြုခဲ့မယ်ဆိုရင်နိုင်ငံတကာနိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနကစီးတောက်မှာပါဝင်ပစ္စည်း3မျိုးအထိသာခွင့်ပြုခဲ့မယ်ဆိုရင်ဥပဒေကိုအမြဲတမ်းပြောင်းလဲနေရင်ဒီလိုမျိုးဥပဒေနဲ့မကိုက်ညီဘူးဆိုပြီးကုမ္ပဏီကိုဖြုတ်ချလိုက်ရင်ဖြစ်ကျွန်တော်တခါတရံမေးကြည့်ပါတယ်ကျွန်တော်သိတဲ့သူတွေအကြားကျွန်တော်သိတဲ့ကုမ္ပဏီတွေအားလုံးဒီလိုအခြေအမြစ်မရှိတဲ့ကျွန်တော်တို့ရဲ့မလေးရှားကနေတကဘာလုံးစီတို့ဆိုတဲ့စကားကိုလက်ခံကြမှာလေဒီလိုစွန့်လွတ်အနစ်နာခံပြီးတာဝန်ခံမှုတွေနဲ့ reway ကုမ္ပဏီထက်အခြားအရာရှိလိမ့်မယ်လို့မထင်ပါဘူးပြီးတော့ဒီလိုမျိုးလူလည်းရှိလိမ့်မယ်လို့လုံးဝမထင်ပါဘူးဒီကိစ္စတွေဖြစ်တဲ့အခါကျွန်တော်ယုံကြည်တယ်လူတွေအားလုံးလည်းကျွန်တော်လို့တွက်ချက်လိမ့်မယ်လို့ကျွန်တော်စီကနေရော်ကြီးတောင်းခံလိမ့်မယ် reway လို့မတည်ငြိမ်နိုင်တော့ဘူးပေါ့စနစ်ထပ်ပို့ပြီးတော့ကျွန်တော်ဒီနေ့အထိ reway နောက်လိုက်ခဲ့တယ်တကဘာလုံးကိုသွားခဲ့မယ်လို့ယူဆလိမ့်မယ်ဘယ်နိုင်ငံမှာဘလို့ပြဿနာတွေပဲကြုံတွေ့နေပေါ့မျှော်လင့်ချက်မဲ့ဖြစ်နေလိမ့်မယ်ဒါမှမဟုတ်ကြောက်စရာကောင်းတဲ့အခြေအနေတွေဖြစ်နေလိမ့်မယ် reway ကဘယ်တော့မှအရှုံးမပေးပါဘူးပြီးတော့နိုင်ငံကထွက်သွားမလားဆိုတဲ့အတွေးကိုတောင်မှပါပဲကျွန်တော်သိတဲ့ဘယ်ကုမ္ပဏီမှအထူးသဖြင့်အာရှကဒါရိုက်ရောင်းချတဲ့ကုမ္ပဏီတွေဟာခံနိုင်ရင်ရှိမယ်လို့တချို့နိုင်ငံတွေစီကထွက်သွားခဲ့ပါပြီတချို့ဆိုခြေတောင်မချခဲ့ပါဘူးကျွန်တော်ရှင်းရှင်းလင်းလင်းသိတယ်ဘယ်ဒါရိုက်ရောင်းချတဲ့ကုမ္ပဏီမှကဘာပေါ်မှာအကြီးဆုံးကကုမ္ပဏီဖြစ်စေကမူဈေးကွက်ပလန်ကနိုင်ငံတကာနဲ့ချိတ်ဆက်နေတာပါဒါပေမဲ့ reway ကသာကျွန်တော်တို့အတွက်စောင့်နေတာပါဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကဂရိပေးခဲ့တယ်ကျွန်တော် reway လို့ကုမ္ပဏီကိုတွေ့ခွင့်ရတဲ့အတွက်အမှန်တကယ်ဝမ်းမြောက်မိပါတယ်နေ့အနည်းငယ်ကပူပေါင်းခဲ့တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဖြစ်လာတယ်ဒါကြောင့်ပထမကျွန်တော်ပြောတဲ့အတိုင်း whiteboard ပေါ်ကလမ်းကြောင်းအတိုင်းပြောလို့ရှိတယ်ဒီကနေဒီကိုဟိုကနေဒီကိုခုတထင်းနဲ့ကျွန်တော်ခေါင်းဆောင်မှုသွင်းတဲ့ဆွေးနွေးပွဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးတဲ့အခါသူ့ကိုယ်သူလည်းအတွေ့အကြုံနှုတ်တယ်လို့တွေးခဲ့လိမ့်မယ်နိုင်ငံအသစ်တစ်ခုစီတိုးချဲ့ဖို့ကိုခက်ခဲလိမ့်မယ်ပြီးခဲ့တဲ့ခေါင်းဆောင်မှုသွင်းတဲ့ဆွေးနွေးပွဲတုန်းကဆွေးနွေးခဲ့တဲ့နိုင်ငံအလိုက်ဈေးကွက်အခြေအနေမှာဘယ်နိုင်ငံရဲ့ဈေးကွက် share က 38% လဲဘယ်နိုင်ငံရဲ့ share က 20% လဲကျွန်တော်ပြောခဲ့တဲ့ပြီးခဲ့တဲ့အကြောင်းတွေကိုပြန်ကြည့်ရအောင်ကျွန်တော်တို့ပြောခဲ့တဲ့နံပါတ်တွေပေါ့ကျွန်တော်ရေစရာကောင်းတယ်လို့ခံစားမိတယ်ကျွန်တော်တို့ reway ဟာအတော့ကိုလှုပ်ဆောင်နိုင်ခဲ့တယ်ကျွန်တော်တို့လှုပ်ဆောင်ချက်တွေကလည်းအတန်အသင့်ကောင်းတယ်လို့ယူဆလို့ရပါတယ်ကျွန်တော်တို့သဘောပေါက်တာကဒီကိန်းဂဏန်းတွေကပြီးခဲ့တဲ့ရက်တွေကတွက်ချက်ခဲ့တာပါလှုပ်ဆောင်ချက်တွေအားလုံးကိုပေါင်းပြီးထုံနှုတ်ထားခဲ့တဲ့ဟာပါအရင်ကအဲ့ဒီနိုင်ငံကဒါရိုက်ရောင်းချတဲ့ကုမ္ပဏီတွေဒီနေ့မှကြည့်လိုက်ရင်တော့ဒီရက်လက်ကဘာမှမဟုတ်ပါဘူးကျွန်တော်တို့အတွက်ဘာမှလုပ်လို့မရပါဘူး
ကျွန်တော်ဥပမာအနေနဲ့ပြောရရင်နိုင်ငံတစ်နိုင်ငံတစ်နှစ် USD 3 billion အထိရှိတဲ့တိုက်ရိုက်ရောင်းချတဲ့ဈေးကွက်မှာဒါဟာနိုင်ငံတစ်နိုင်ငံမှာရှိတဲ့တိုက်ရိုက်ရောင်းချတဲ့ကုမ္ပဏီအားလုံးပေါင်းရဲ့ကိန်းဂဏန်းတွေပါဒီလိုဆိုလိုတာမဟုတ်ပါဘူး3 billion အများဆုံးလို့ပါမဟုတ်ပါဘူးလူအများကဒီကိန်းဂဏန်းတွေကိုယူမယ်တိုက်ရိုက်ရောင်းချတာကိုကန့်သတ်လိုက်မယ်ဒါကလည်းပြဿနာမဟုတ်ဘူးဒီနံပါတ်တွေက reward အတွက်ဘာမှမဟုတ်ပါဘူး reward မလေးရှားရဲ့ဥပမာတစ်ခုကိုယူပါရစေလွန်ခဲ့တဲ့ရက်တွေက reward ဆိုပြီးပေါ်ပေါက်လာပါတယ်ပေါ်လာတဲ့ကုမ္ပဏီအသစ်က RM 2 သန်းအထိအောင်မြင်ခဲ့ပါတယ်ဘလို့တန်ဖိုးဖြတ်လဲဆိုတာသိပါသလားမလေးရှားဘာသာစကားနဲ့ဆိုရင်တချို့ကပြောတယ်ဒါကပောက်ကွဲထွက်လာတာကောင်းမွန်တဲ့ပောက်ကွဲချက်ပါပဲဘာကိုဆိုလိုတာပါလဲဒါကဒီကုမ္ပဏီကကောင်းကောင်းကြီးလှုပ်ဆောင်နေတာပါမြင်တဲ့အတိုင်းပါပဲဒါရိုက်ရောင်းချတဲ့ကုမ္ပဏီရဲ့ကန့်သက်ချက်က DJJ မှာ RM 2 သန်းမှာဒါကဈေးကွက်ကိုကန့်သက်လိုက်တာပါဒါရိုက်ရောင်းချတဲ့လောကကလူတွေယုံကြည်တာကလာမယ့်နှစ်တွေမှာ Reway Malaysia ဘယ်လောက်လှုပ်ဆောင်နိုင်မလဲဆိုတာပါပဲ RM တန်း200တက်တည်ပြနိုင်မလားဒါကနံပါတ်နဲ့ပဲတက်တည်ပြနိုင်မယ်လို့ထင်ခဲ့မိပါတယ်နံပါတ်နဲ့သာလျှင်ပဲတခြားဘာနဲ့မှမဟုတ်ပါဘူး Reway အတွက်ထိုအရာလဲဘာမှမဟုတ်ပြန်ဘူးဒါကြောင့်ပြီးခဲ့တဲ့ပထမမြောက် Reway အောင်နိုင်ခြင်းကကျွန်တော်ပြောခဲ့တယ်လို့ပါပဲခွဲချမ်းစိတ်ဖြာဖို့နံပါတ်တွေသုံးနေရတာရည်စရာကောင်းပါတယ်ဘာကြောင့်ဒီအကြောင်းပြောနေရတာပါလဲအတူတူပါပဲဒီနေ့မိတ်ဆွေတို့ရဲ့ Reway နဲ့အတူတူပါပဲဒီနေ့တွေးလိုက်မယ်ခေါင်းဆောင်တွေဘလောက်ဈေးကွက်ရှိတယ်လဲဆိုတာခေါင်းဆောင်တွေယာတူးဘလောက်ရနေပြီလဲဆိုတာတင်တို့နဲ့ဘာမှမသက်ဆိုင်ပါဘူးဒါကဏ္ဍတွေကတင်မလောက်ခင်တခြားသူတွေလောက်တာပါကိန်းကဏ္ဍတွေကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေဘာကိုမှမဆိုလိုပါဘူးတင်တို့ဘာမှမလုပ်ရသေးပါဘူးအရေးအကြီးဆုံးကတော့တင်တို့ရဲ့အဖွဲ့အစည်းရဲ့လှုပ်ဆောင်ချက်တင်တို့လှုပ်ဆောင်ရမယ့်အရာကလူတစ်ယောက်အောင်မြင်ဖို့အတွက်တထေးစီကကြားခဲ့တာကသူတို့ကပြဿနာတွေကိုရင်ဆိုင်ရလိမ့်မယ်ရောင်အားကိုလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတော့မှကြာလာရင်အောင်မြင်မှုရနိုင်မှာမဟုတ်ပါဘူးတခြားစံနှုန်းတွေလည်းရှိဖို့လိုပါတယ်ပြောချင်တာကရောင်အားကိုဖန်တီးပေးနိုင်ပါတယ်အဲ့ဒါကတော့အောင်မြင်မှုအတွက်အခြေခံစံနှုန်းပါပဲမရောက်နိုင်ဘူးဆိုရင်တော့မသိရဘူးမလေ့ကျင့်ဘူးဆိုရင်တော့မှပဲ Reway ရဲ့ကိန်းဂဏန်းတွေကကြီးမားနေတယ်ဆိုရင်တော့မှသင်တို့နဲ့မသက်ဆိုင်ပါဘူးနောက်ဆုံးအနေနဲ့ဒီနေ့ကျွန်တော်ရဲ့မျှဝေမှုကတစ်ချိန်နဲ့မျက်နှိုးသွားစေမဲ့ Reway ကုမ္ပဏီပါသင်တို့ရဲ့အနာဂတ်အတွက်ညွှန်လင့်တာက Reway ရဲ့လှုပ်ဆောင်မှုတဒံကိုပြောင်းလဲနိုင်မှာမလားပြီးတော့တိုက်ရိုက်ရောင်းချခြင်းဈေးကွက်ရဲ့တဒံတွေကောပေါ့ကျွန်တော်ရဲ့ညှဝေမှုကတော့ဒီမှာတည်းမပြီးဆုံးပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်